ကဲကျွန်တော်တို့ကားတွေမှာပါတဲ့တကားလက်ကင်ကိုလေးလူ900ရာခိုင်နှုန်းကတကားဖွင့်ဖို့ပဲတုံးကြတာဗျတကယ်တော့ဒါကြီးကနှမျိုးစရာကြီးနော်တကားလက်ကင်မှာလူမသိသေးတဲ့လူဝက်ချက်6ချက်ရှိပါတယ်ဒီနေ့သာကျွန်တော်မပြောပြရင်ခဏတော့ကားတစ်စီးလုံးပျက်စီးသွားတဲ့အထိတီးမှာမဟုတ်ပါဘူးနံပါတ်1ကတော့ဘေးမှန်ချင်းမိပါဘေးဘက်မှန်ကိုချင်းမယ်ဆိုရင်ရှေ့တကားလက်ကင်ကိုမှန်ရဲ့ညာဘက်အောက်တောင်ရောက်အောင်ချင်းလိုက်ပါညာဘက်မှန်ကြအောင်ရှေ့တကားလက်ကင်ကိုမှန်ရဲ့ဘဲဘက်အောက်တောင်ရောက်အောင်ချင်းရမှာပါโอเคဒါဆိုရင်တော့လမ်းဘေးကပလက်ဖောင်းရောအနောက်ကလာတဲ့ကားတွေကိုပါအချီလင်းဆုံးမြင်ရောက်မှာဖြစ်ပါတယ်နံပါတ်2ကဘေးတိုက်ကားရဲ့နီးပါညာဘက်မှန်ကိုကြည့်လိုက်ပါရှေ့တကားလက်ကင်ကလမ်းဘေးပလက်ဖောင်းနဲ့ထိစစ်သွားပြီဆိုတာနဲ့စီယာရင်ကိုဘေးဘက်အကုန်လဲပြီးစုပ်လိုက်ပါကားကအပေါက်သေးကိုကွက်တီဝင်သွားပါလိမ့်မယ်နံပါတ်3ရှေ့ကားကိုမတိုက်မိအောင် brake နင်းနီရှေ့တဲ့မှာကားတစ်စီးရပ်ထားရင်အဲ့ဒီကားရဲ့တကားလက်ကင်ကိုမျက်စိတွေကပျောက်သွားတာနဲ့ brake ကိုချက်ချင်းနင်းလိုက်ပါအဲ့ဒီအချိန်မှာခမားတို့ကားနဲ့ရှေ့ကားဟာလက်တထွာလောက်ပဲကွာတော့တာမို့အန်ဒီရဲ့ကင်းကင်းနဲ့ရပ်တန့်နိုင်ပါပါနံပါတ်4ကတော့တကားဖွင့်ရင်ဘေးကားကိုမချစ်မိအောင်တကားဖွင့်ပြီးစင်းတော့မယ်ဆိုရင်ဘေးကရပ်ထားတဲ့ကားရဲ့တကားလက်ကင်ကိုကြည့်ပါအဲ့ဒီလက်ကင်နဲ့တင့်ကားတကားပေါင်တန်းနဲ့ဖြစ်နေရင်တော့တကားကိုဘလူးပဲဖွင့်ဘေးကားကိုသွားမထိတော့ပါဘူးနံပါတ်5ဒါကတော့အရေးကြီးရယ် remote key အားကုန်ရင်တကားဖွင့်နေပါ remote ကအားကုန်လို့ဖွင့်မရရင်ကီးရဲ့အနောက်ကတန်ကြီးကိုထုတ်လိုက်ပါပြီးရင်တကားလက်ကင်ကအဖုံးလေးကိုကော်ထုတ်တော့နဲ့လှည့်ဖွင့်ပြီးကားတွေဝင်လို့ရပါတယ်နောက်ဆုံးနံပါတ်6ကတော့နောက်ဆုတ်တဲ့အခါအကွာဝေးတိုင်းနီးပါနောက်ဆုတ်တဲ့အခါရှေ့တကားလက်ကင်ရဲ့အလဲဘဟုကိုကြည့်ပါအဲ့ဒီနေရာကအနောက်ကအတားနဲ့ထပ်သွားပြီဆိုရင်ကားအနောက်ပိုင်းနဲ့တပေလောက်ပဲကွာတော့တာမို့ရက်လိုက်လို့ရပါပြီကဲဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ကားဘဟုတူတော်တွေအငြင်းသိချင်ရင်တော့ကျွန်တော်ကို like နဲ့ follow လုပ်ထားဖို့မမေ့နေအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ